အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တမင်လေးနဲ့စောရခင်းဒီကိုပြမှာပဲဖြစ်ပါတယ်ကဲ intro လေးပြီးရင်စလိုက်ကြအောင်ဟိုးရှင်တော့ကွယ်တမင်လေးတစ်ကောင်တိုးရရဒီပြီးတော့မျက်စီလေးလမ်းမှာပဲရောက်လာခဲ့ပါတယ်ဒီတမင်ဟာ episode 1တော့ကစူပါတမင်ပဲဖြစ်ပါတယ်စူပါတမင်ဟာဒီတစ်ကောင်မှာတော့သူ့ရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေပဲစိုက်ဖို့ကြီးအဖြစ်ကိုပြောင်းလဲတက်နေပါပြီ။အဲဒါကြောင့်သူအနေနဲ့မြန်စီတဲ့ဖနက်ကိုကောက်ဝက်လိုက်ပါတယ်။အဲဒီဖနက်ကြောင့်လက်တီးထိုးရင်တော့ဓာမိကောင်အတိပြင်းလာ။ဖုန်းလုံးကားမရှုံဒီနေ့ပိတ်ထိုးလာရောတမန်အရမ်းမြန်လို့ flash တပုံမြန်နဲ့တမန်ရောလည်းအဲ့တမန်ဟိုအဲ့တရအောင်လေးဘူးအမြင်ကိုနိုင်ရေးတလာဝါအမြင်ကိုဒါလာချက်ပတ်ဝင်းဒီမှာကတော့ဒီတမန်နဲ့မတူအောင်လို့တမန်ပြလိုက်ပါတယ်အဲ့လိုဒီတမင်လေးဟာကိုခုံလို့ရင်းနဲ့ဝတ်တကုံဖူဖီမကတိပဲယူလိုက်ပါတယ်တမင်ရရောတော့ကောင်းလေကွာအဲ့လိုတမင်ကတစ်တာရောက်တော့စတင်ပြီးဆက်စီလိုက်တော့တနက်လေစီလိုက်တော့ဘာမြတ်ပါဆိုလုံးနေမယ်ကုံလုံးကန်တလင်းကတော့ဒီနဲ့ပိတ်ထုတ်လိုက်ပါတော့လေအဲ့ဒါဘာမြတ်တော့ဒီနဲ့ပိတ်ထုတ်ပါကုံလုံးကောင်းအဲ့ဒါကမောတက်တာရသွားခဲ့ပါတယ်အမှန်တော့အယမ်းမြန်လို့ပါတနက်တလဲရပြီအိုးရောတနက်လေးတလဲရောဘလောက်intro ရလမ်းရတနက်နဲ့စတဲ့ဖြစ်ပြီယိုမိုရီယန်တင်ဂိုင်ယိုရကုရှောတနက်ဒီယူမယ်တမန်အရန်ကြမ်းသွားဒီမျိုးမှာအကျန်းဆုံးပါဆိုကောင်းဖြစ်တယ်တိုးဒီလိုက်ဖန်နေပြီတိုးဒီလမ်းပြတိုးဒီလမ်းပြတိုးဒီလမ်းပြတိုးဒီနဲရမယ်တိုးဒီပါတိုးဒီနဲရယောကွာအမတိုးကပေးရင်ဝေးဒီလွတ်ပြပလိုက်အဲ့ဒီဘောတက်ဒီချက်စီစားတော့ဆေးဦးကြည့်ပါဟိုလိုက်ဟိုတိုင်အောင်ဒီ flash တမင်နဲ့တမင်ကိုတွေးမအောင်ဒီအချိန်နဲ့ဆို flash လို့ရေးဖို့တော့လို့ရတယ်နော်ရေးဖို့လေတော့လို့ရတယ်အမလေးငါးကြီးနဲ့တိုင်ပြီလို့ဒီငါးရဘလုံးငါးကြီးလေမကြည့်ဘူးကလောက်ကြပါအောင်ဘယ်လိုလောက်ကြပါအောင်ဗျာရမကြည့်လာပြီပြချပါပြီငါရတာမှမကြည့်နော်ဟုတ်တယ်ငါကြီးတော့ဒီဗီဒီယိုရဲ့ပန်းနေတယ်ဒီ
ဒီဗီဒီယိုရဲ့အမှန်ငါယူတက်ပါငါယူဒီရောက်စီတက်ပါတော့ဘူးဒီကလာကုန်ပြီအတီဟောဟာတော့ဘူးဒီကလာဘလူးလို့နိုင်ပါစင်စား အမလေးဘေးနာရီအတန်ကြီးကတော့ပတ်စီနေဘောနော်နည်းနည်းနာရှုပ်ခြင်းနာရှုပ်မပြကျွန်တော်တီးရအောင်ပြောတယ်ကျွန်တော်စိုက်ဖို့တမင်ပေါ့နော်စိုက်ဖို့တမင် flash တဲ့အမြဲမြင်နေဗျအိုးရောကျန်ထုံးအိုးကောင်းဒါမီကတုံးနေအရင်ကတင်နေဖုန်းယူလာချက်တင်တခွတ်ကောင်းတော့တမင်လုံးကျုံတော့ရပြီကောင်းလုံးကန်တလင်းကကျွန်တော်ဒီလိုတော့မချင်ဘူးနဲ့အဲ့ဒါစိုက်ဖို့တမင်ရန်ကိုကြံတန်တော့ရတယ်မင်းရလုံးနဲ့စတင်ပြီးဟောရေးတော့ပါတယ်အားလုံးပဲဘိုင်ဘိုင်ဆုံးဖြတ်ကြည့်ရှုရတဲ့အတွက်ရန်ကိုကျေးဇူးတင်ပါတယ်